မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့မှာတော့ hypertension လို့ခေါ်တဲ့သွေးတိုးရောဂါရှိသူများအတွက်တည်ထားတဲ့အခြေခံကျန်းမာရေးဗဟုသုတများကိုကျွန်တော်မျှဝေချင်ပါတယ်ထုံးစံတိုင်းကျွန်တော်ဒါတွေဟာ ChatGPT နဲ့ DeepSeek AI တို့ကနေကျွန်တော်လေ့လာပြီးရတဲ့ information တွေပဲဖြစ်ပါတယ်နံပါတ်1သွေးတိုးရောဂါဆိုတာဘာလဲသွေးတိုးရောဂါဆိုတာသွေးဖိအားပုံမှန်ထက်မြင့်တဲ့ဟာကိုသွေးတိုးရောဂါလို့ခေါ်ပါတယ်သွေးတိုးရောဂါဟာနာတာရှည်ရောဂါတစ်မျိုးဖြစ်ပါတယ်သွေးတိုးရောဂါလက္ခဏာမပြပြီးမဲ့ဥပမာပြသားတဲ့လက္ခဏာမရှိပြီးမဲ့သွေးတိုးရောဂါကနေနှလုံးအုံနောက်ကျောက်ကပ်တို့ကိုပါထိခိုက်စေနိုင်ပါတယ်နံပါတ်2သွေးတိုးရောဂါဖြစ်စေတဲ့အကြောင်းရင်းသွေးတိုးရောဂါဖြစ်စေတဲ့အကြောင်းရင်းကတော့မျိုးရိုးလိုက်ခြင်းနဲ့အသက်ကြီးပြင်းလာတာကနေလဲသွေးတိုးရောဂါဖြစ်နိုင်ပါတယ်သွေးတိုးရောဂါဟာအငန်စားခြင်းအဝအလွန်ခြင်းကိုယ်လက်လှုပ်ရှားမှုနေတာနဲ့စီးလိုက်တော့တာအရက်တော့တာဆေးရဖြစ်မှုများတာတို့ကနေလဲသွေးတိုးရောဂါဖြစ်နိုင်ပါတယ်နံပါတ်3သွေးတိုးရောဂါကိုထိန်းသိမ်းရန်လိုက်နာတင်တဲ့အလီအထအများဒါတွေကိုကျွန်တော်ကာကြီးကာခွေးကငင်ကာကြီးဆိုပြီးပြထားပါတယ်နံပါတ်1အစာအသောက်စားကိုကျွန်တော်တို့လျှော့စားရပါမည်ပိုတက်ဆီယမ်ကျွေးဝတဲ့အစာအစာဥပမာငှက်ပြောကစွန်းဥဟင်းတွေကိုကျွန်တော်တို့ပိုပြီးစားရပါမယ် Dash diet ကိုလည်းကျွန်တော်တို့လိုက်နာတင်ရပါမယ်ဟင်းတီဟင်းရွက်တတိကောက်နှံနဲ့အစီနေတဲ့နုထွက်ပစ္စည်းများကျွန်တော်တို့စားရပါမယ်အစီများတဲ့အစာအစာဖြစ်တဲ့အသား ready made အစာအစာဥပမာဝေချောင်းတို့ကိုပါကျွန်တော်တို့ရှောင်ရပါမယ်ခခွေလှုပ်ရှားမှုဥပမာတနည်းလင်းကျွန်တော်တို့မေ30ခန့်လမ်းလျှောက်တော့မဟုတ်7 CP လှုပ်ရှားမှုလုပ်ရပါမယ်ကိုယ်အလိချိန်ကိုလည်းကျွန်တော်တို့ထိန်းထားရပါမယ်ငငယ်စိတ်ဖိစီးမှုရောကြခြင်းကျွန်တော်တို့ယောဂတရားထိုင်တာနဲ့အသက်ရှူလိချင်းခံလုပ်ပြတာကနေစိတ်ဖိစီးမှုကိုရောကြစေပြီးခါကြီးစီလိုက်အရက်ရှောင်ပါစီလိုက်ဖြစ်ပါအရက်ကိုလည်းတွန်းနိုင်သမျှအနည်းဆုံးတော့ပါနံပါတ်4သွေးတိုးရောဂါရှိသူများတည်ထားတဲ့အခြေခံကျန်းမာရေးဗဟုသုတနံပါတ်4ကတော့စီကူတာမှုကျွန်တော်တို့ဆရာဝန်ကြားချက်အတိုင်းသွေးချက်စီးများကိုပုံမှန်တောက်ရန်လိုအပ်ပါတယ်သွေးချက်စီးများကိုဆရာဝန်ပြထားတဲ့ပမာဏအထက်ကိုယ်တဘောနဲ့မပြောင်းလဲတင်ပါဘူးကျွန်တော်တို့အိမ်မှာသွေးပေါင်ချိန်ဆက်ရှိတယ်ဆိုရင်လည်းကျွန်တော်တို့အဲ့ဒါကိုချိန်ပြီးမှမှတ်တမ်းထားရပါမယ်နံပါတ်5သွေးတိုးရောဂါရှိတယ်ဆိုရင်ဂရုစိုက်ရမယ့်နောက်ဆက်တွဲဆိုးကျိုးများသွေးတိုးရောဂါဟာကျွန်တော်တို့မထိန်ပဲဒီတိုင်းပြထားမယ်ဆိုရင်အောက်ပါယောဂများကိုပါဖြစ်စေပါတယ်နှလုံးယောဂလီဖြက်နဲ့ကြောက်ကပစ္စည်းချင်းမျက်စိမျက်လုံးမကောင်းတာတွေကိုပါသွေးတိုးရောဂါနေဖြစ်နိုင်ပါတယ်နံပါတ်6ဆရာဝန်နဲ့ချစ်ချင်းပြတင်တဲ့အခြေအနေများကျွန်တော်တို့သွေးတိုးရောဂါရှိတယ်ဆိုရင်သွေးပုံမှန်ထက်မြင့်နေတယ်ဆိုရင်ကျွန်တော်တို့ဆရာဝန်နဲ့ချစ်ချင်းပြတင်ပါတယ်ရင်ပတ်အောင်တာအသက်ရှူချစ်တာမျက်နှာတချမ်းကျင်ချင်းစားတဲ့လက္ခဏာများရှိတယ်ဆိုရင်ဆရာဝန်နဲ့ချစ်ချင်းပြတင်ပါတယ်နံပါတ်9အခြားတည်ထားတဲ့အချက်လက်များကိုဝင်ဆောင်မိခင်များအတွက်သွေးတိုးရောဂါဟာအထူးဂရုစိုက်ရပါမယ်အကိုက်ခဲပြုတ်စီဖြစ်တဲ့ NSAIDs တို့လိုစီဝါများကသွေးတိုးတာကိုဖြစ်စေပါတယ်ဒါကြောင့်ဒါတွေကိုလျှော့စားရပါမယ်သွေးတိုးရောဂါဟာနေထိုင်မှုပုံစံပြောင်းလဲခြင်းကကျွန်တော်တို့ထိန်းချုပ်နိုင်ပါတယ်ပုံမှန်သွေးတိုးရောဂါရှိတယ်ဆိုရင်ပုံမှန်စစ်ဆေးမှုလုပ်ပြီးကျွန်တော်တို့ဆရာဝန်နဲ့တိုင်ပင်တင်ပါတယ်ကျွန်တော်ခုဒါတွေဟာကျွန်တော်ပြောထားတဲ့ဟာတွေကတော့ကျွန်တော်အနေငယ်ပဲဖြစ်ပါတယ်မဆွေတို့ပို့ပြီးသိချင်တယ်ဆိုရင်လည်း YouTube နဲ့အခြား platform တွေမှာလေ့လာလို့ရပါတယ်မဆွေကျွန်တော်ရဲ့ channel ဟာဗဟုသုတတွေကိုအပတ်စဉ်တင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေမဆွေဗဟုသုတတစ်စုံတစ်ခုရခဲ့တဲ့ဆိုရင်ကျွန်တော် channel လေးကို like comment and subscribe တို့ဖြင့်အားပေးခဲ့လို့ရပါတယ်
ဒီနေ့အတွက်စာတူလေးမင်းဘဝကိုမိုက်ဆွေမင်းဘဝကိုတူထက်ဖို့စာအုပ်ရည်100လောက်ဖတ်ဖို့မလိုဘူးမင်းတကယ်လိုအပ်ချက်ကတော့လက်တွေ့လုပ်ဖို့နဲ့စီကံရှိဖို့ပဲဗီဒီယိုလေးကြည့်ပြီးလို့ကျေးဇူးတင်ပါတယ် Thank you see you next videos